အားလုံးမင်္ဂလာပါခင်ဗျာဒီနေ့ကတော့သင်ခန်းစာ9ကိုလာပြီးတော့မျှဝေပေးပါမယ်ခင်ဗျာသင်ခန်းစာ9မှာဘာတွေပါလဲဆိုတော့အားလုံးလိုက်ကြည့်အောင်ခင်ဗျာနံပါတ်1ကမိဖို့ခန်းဆိုရင်ครัวမိဖို့ခန်းဆိုရင်ครัวနံပါတ်2ကချင်းဆိုရင်ยุงချင်းဆိုရင်ยุงနံပါတ်3ကနီးတယ်ဆိုရင်ไกลနီးတယ်ဆိုရင်ไกลနံပါတ်4ကဝေးတယ်ဆိုရင်ไกลဝေးတယ်ဆိုရင်ไกลနံပါတ်5ကဒီနေ့ဆိုရင်วันนี้ဒီနေ့ဆိုရင်วันนี้နံပါတ်6ကမနက်ဖြန်ဆိုရင်พรุ่งนี้မနက်ဖြန်ဆိုရင်พรุ่งนี้နံပါတ်9ကမွေးနေ့ဆိုရင်วันเกิดမွေးနေ့ဆိုရင်วันเกิดနံပါတ်8ကအသစ်ဆိုရင်ใหม่အသစ်ဆိုရင်ใหม่ใหม่နံပါတ်9ကအထဲဆိုရင်နိုင်အထဲဆိုရင်နိုင်ဥပမာမိဖို့ခန်းထဲဆိုရင်နိုင်ครัวနံပါတ်10ကအိမ်ဆိုရင်บ้านအိမ်ဆိုရင်บ้านနံပါတ်11ကနေ့ဆိုရင်กับနေ့ဆိုရင်กับဥပမာဒီနေ့နဲ့မနေ့ဖြန်ဆိုရင်วันนี้กับพรุ่งนี้အဲ့လိုပေါ့နော်နေ့ဆိုတာกับနံပါတ်12ကအလုပ်နာတီဆိုရင်หยุดงานအလုပ်နာတီဆိုရင်หยุดงานโอเคအားလုံးအစဆုံးတစ်ခေါက်ပြန်ဆိုရအောင်မိဖို့ခန်းครัวမိဖို့ခန်းครัวเช่นยุงเช่นยุงนี่ดีใกล้นี่ดีใกล้เวทีไกลเวทีไกลဒီနေ့วันนี้ဒီနေ့วันนี้မနေ့ဖြန်พรุ่งนี้မနေ့ဖြန်พรุ่งนี้มွေးနေ့วันเกิดมွေးနေ့วันเกิดอาทิตย์ใหม่อาทิตย์ใหม่แท้นายอาแท้นายเองบ้านเองบ้านนี่กับนี่กับเลิกนาตีหยุดงานเลิกนาตีหยุดงานโอเคအဲ့ဒါဆိုရင်ဒီစာကြောင်းလေးတွေတွားကြည့်အောင်ခင်ဗျာနံပါတ်1စာကြောင်းကသူကလူတစ်လားသူကလူတစ်လားကိုထိုင်းလို့เขาเป็นคนใหม่หรอเขาเป็นคนใหม่หรอเขาဆိုတာသူเป็นဖြစ်တယ်คนใหม่လူတစ်หรอဆိုတာလားเนาะเขาเป็นคนใหม่หรอဆိုတော့သူကလူတစ်လားပေါ့เนาะโอเคနောက်တစ်လုံးကမိဖို့ခန်းထဲမှာခြင်ရှိလားဆိုရင်ในครัวมียุงไหมในครัวมียุงไหมในครัวဆိုတာมีဖို့ခန်းยุงဆိုတာခြင်มียุงไหมဆိုတော့ခြင်ရှိလားในครัวมียุงไหมมีဖို့ခန်းထဲမှာခြင်ရှိလားနံပါတ်3ကတင်အလုတ်ကအရန်ဝေးလားဆိုရင်งานคุณไกลมากไหมงานคุณไกลมากไหมงานคุณဆိုတာတင်အလုတ်ไกลมากဆိုတာအရန်ဝေးတယ်ไหมဆိုတော့အရန်ဝေးလားงานคุณไกลมากไหมတင်အလုတ်အရန်ဝေးလားနံပါတ်4ကသူဘယ်သူလဲဆိုရင်เขาเป็นใครเขาเป็นใครเขาဆိုတာသူเป็นဆိုတာဖြစ်တယ်ใครဆိုတာဘယ်သူလဲเขาเป็นใครသူဘယ်သူလဲနံပါတ်5ကသူဘယ်မှာနေလဲသိလားเขาอยู่ที่ไหนรู้ไหมเขาอยู่ที่ไหนรู้ไหมเขาဆိုတာသူอยู่ที่ไหนဘယ်မှာနေလဲรู้ไหมသိလားเขาอยู่ที่ไหนรู้ไหมသူဘယ်မှာနေလဲသိလားနံပါတ်6ကဒီနေ့နေ့မွေးနေ့လားวันนี้วันเกิดเธอหรอวันนี้วันเกิดเธอหรอ
วันนี้ဆိုတာဒီနေ့วันเกิดဆိုတာမွေးနေ့အဲ့တော့วันนี้วันเกิดเธอหรอဆိုတော့ဒီနေ့နေ့မွေးနေ့လားအဲ့လိုပေါ့နော်နံပါတ်9ကမနေ့ဖြန်ပဲသွားမှာလဲพรุ่งนี้จะไปไหนพรุ่งนี้จะไปไหนพรุ่งนี้ဆိုတာမနေ့ဖြန်จะไปไหนဆိုတာပဲသွားမှာလဲနံပါတ်10ကဒီနေ့ဘာနေ့လဲวันนี้วันอะไรวันนี้วันอะไรวันนี้ဆိုတာဒီနေ့วันอะไรဆိုတာဘာနေ့လဲအားလုံးရမယ်လို့မျှော်လင့်ပါတယ်နောက်သင်ခန်းစာမှာပြန်တွေ့မယ်ခင်ဗျာ